ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Dream မောင်ဆိုင် YouTube channel လေးမှာကျွန်တော်ရဲ့ချစ်ကိုရီချစ်မတွေအားလုံးကိုလူထွေစွာပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်ကလာတင်ပေးရတဲ့ဗီဒီယိုလေးကတော့နော်မနက်ဖြန်29ရက်နေ့6လ2026နော်တနင်္လာနေ့အဖွင့်နေဈေးတော့ကိုအဖွင့်လှရမယ်အကိုရီမတွေအားလုံးရရမယ်ပေါက်ရမယ်နော်ပတ်သီးနဲ့မယောကနန်းလေးတွေကိုလာမျှဝေပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျာနော်အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ကျွန်တော်မောင်ဆိုင်ရဲ့နော်ကျွန်တော်ရဲ့တူရီချစ်မိတ်ဆွေညီကောင်မောင်တော်များအားလုံးကလည်းအခုဗီဒီယိုလေးကိုမရွေးမကြော်ပဲနဲ့အစားဆုံးလေးပြီးဆုံးအောင်ကြည့်ရှုပေးသွားပါဗျာနော်ဗီဒီယိုလေးကိုလည်း like မှာလေးတယောက်ချက်နှိပ်ပြီးတော့ channel လေးကိုလည်း subscribe လေးနှိပ်ပေးပါအများမြင်အများတွေ့အောင်အများပေါက်အောင်လဲဗီဒီယိုလေးကို share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပေးသွားပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါရဗျာနော်ကဲ share ဥစွာနော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ YouTube channel လေးကအကုန်မတူတယောက်ချင်းတိုင်းရလဲနော်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပြီးစီးပွားဥစ္စာတည်ရလားစီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမကောင်တောင်းပေးလိုက်ပါရဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ချစ်ကြံခဲ့တဲ့အပတ်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုလေးတွေကျွန်တော်တင်ပေးတဲ့ short ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like ထိုးတဲ့အကိုမတူတယောက်ချင်းတိုင်းရလဲကျွန်တော်じゃပတ်ဟူးကြမယ်ရာဟူးကြမယ်လို့တော့ထင်ပါတယ်ဗျာနော်ပတ်ဟူးတယ်ရာဟူးတယ်ဆိုတဲ့အကိုမတွေအားလုံးကလည်းနော်လက်မလေးတွေနှိပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုဝန်းရံပေးသွားပါဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နော်မနေ့ပြန်29ရက်6လ2026နော်တနင်္လာနေ့အဖွင့်နေဈေးအတွက်ကိုသွားမယ်ဗျာနော်ကျွန်တော်တို့အကိုမတွေအားလုံးလေးလုံးခွေလေးကိုရင်သွားမယ်ဗျာနော်ကဲမနေ့ပြန်29ရက်နေ့တနင်္လာနေ့အဖွင့်နေဈေးအတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့9.89ခွေလေးပဲဖြစ်ပါတယ်ဗျာနော်9.89ခွေလေးပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုမတွေအားလုံး comment လေးမှတ်ပေးပါဗျာနော်အခွေလေးကတော့9.89အခွေလေးပါဗျာနော်ပတ်သီးအနေနဲ့ကတော့6ပတ်သီး10ပတ်သီးပဲဖြစ်ပါတယ်ဗျာနော်ပတ်သီးအနေနဲ့ကတော့6ပတ်သီး10ပတ်သီးပါဗျာနော်ကဲပတ်သီးကိုစောရတာများတယ်ကျွန်တော်မောင်ဆိုင်ရွေးပေးတဲ့မယောကနန်းလေးတွေကိုမှထိုးချင်ပါတယ်ဆိုတော့ကျွန်တော်ရှူကျူကကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးတော့ကျွန်တော် main on ရွေးကော်လေးတွေကိုလည်းထပ်ထုတ်ပေးထားပါတယ်ဗျာနော်ကဲမနက်ဖြန်29ရက်6လ2026တနင်္လာနေ့အဖွင့်နေဈေးအတွက်ကျွန်တော်ရဲ့ပတ်သီးကတော့6ပတ်သီး10ပတ်သီးပါကဲ6နဲ့ပတ်သက်လို့ရှိရင်60 6နှစ်64 68ပဲဖြစ်ပါတယ်ဗျာနော်6နဲ့ပတ်သက်လို့ရှိရင်60 6နှစ်64 68ပဲဖြစ်ပါတယ်ဗျာနော်ကဲ10နဲ့ပတ်သက်တဲ့ main on လေးတွေကိုတောင်းမယ်ဗျာနော်ကြားတဲ့ကိုရီမတွေအားလုံးကလည်းဗီဒီယိုအောက်မှာ comment လေးမှတ်ပေးပါဗျာနော်ကဲ10နဲ့ပတ်သက်တဲ့ main on လေးတွေကတော့80 8နှစ်84 8ခုပဲဖြစ်ပါတယ်ဗျာနော်ကဲ10နဲ့ပတ်သက်တဲ့ main on လေးတွေကတော့80 8နှစ်84 8ခုပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမတွေအားလုံးအကုန်လုံးလိုက်ဆော့ခိုင်းတာမဟုတ်ဘဲနဲ့ကိုရီမတွေအားလုံးကကြိုက်နှစ်သက်တဲ့နော်လုံးမိုင်းလေးတွေနော် main on လေးတွေကိုယူပြီးတော့ဆော့ကစားလို့ရပါတယ်ဗျာနော်ကဲဒါဆိုလို့ရှိရင်မနက်ဖြန်အတွက်ကျွန်တော်ကိုရီမတွေအားလုံးကိုအဖွင့်လှရမယ်တကွက်ကောင်းလေးလည်းကျွန်တော်ထုတ်ပြီးတော့ကဲပတ်သီးရေမယောကနန်းနေရများတယ်เนาะတကွက်ကောင်းလေးကိုပဲရွေးထိုးချင်ပါတယ်ဆိုတော့အကိုမတွေအားလုံးအတွက်ကျွန်တော်ဘက်ကနေတကွက်ကောင်းလေးကိုစီစဉ်ပေးထားပါတယ်ဗျာเนาะကဲမနက်ဖြန်29ရက်6လ2026เนาะတနင်္လာနေ့ဖွင့်နေဈေးအတွက်ကျွန်တော်တကွက်ကောင်းလေးကတော့16နဲ့18ပဲဖြစ်ပါတယ်ဗျာเนาะကဲမနက်ဖြန်တနင်္လာနေ့အတွက်ကျွန်တော်တကွက်ကောင်းလေးက16နဲ့18ပဲဖြစ်ပါတယ်ဗျာเนาะကဲအကိုရင်းမ